မင်္ဂလာပါကျွန်တော်တို့ပြန်ပြီးတွေ့ရတဲ့အတွက်ရံမဲ့ဝမ်းသာတယ်ယေရှုခရစ်နာမ၌အားလုံးကိုနှုတ်ဆက်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာလည်းပြန်ပြီးမှနှုတ်ကပတ်တော်ကိုအတူတူခံယူရအောင်နှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်ခွန်အားဖြစ်ပါတယ်နှုတ်ကပတ်တော်ဒီကျွန်တော်တို့အတွက်နေ့တိုင်းမှာဒီနေ့ကြားနာရမယ့်အရာဖြစ်ပါတယ်ဟာလေလုယာအဲ့တော့ဒီနေ့မှာလည်းကျွန်တော်အတူတူကပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်တို့စကားဆိုတဲ့အကြောင်းကိုအတူတူကလေ့လာခဲ့ကြတာဖြစ်တယ်အဲ့တော့ဒီနေ့မှာလည်းနော်အပိုင်းနှစ်လို့ပြောလို့ရတယ်စကားအကြောင်းကိုကျွန်တော်အတူတူကထပ်ပြီးလေ့လာကြမှာဖြစ်တယ်ဘာဖြစ်လို့ဆိုစကားပြောတဲ့အရာမှာကျွန်တော်တို့ကပညာရှိဖို့ရန်အတွက်အရင်ပဲလိုအပ်တာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ပြောတဲ့စကားတွေဟာကျွန်တော်တို့ဘယ်လိုလူလဲဆိုတာကိုပြသရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြောထုတ်လိုက်တဲ့စကားဒီကျွန်တော်တို့ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုအမြဲတမ်းပြသနေတာဖြစ်ပါတယ်အားကြောင့်စကားပြောတဲ့အရာမှာကျွန်တော်တို့ကလိမ္မာပါနတ်ဖို့ရန်အတွက်အရင်ပဲအရေးကြီးတယ်ကျမ်းစာထဲမှာဒါဝိဒ်ကသူ့ရဲ့တနေ့တာသူ့ရဲ့ဘဝအစကဘယ်ကနေစလဲဆိုရင်တိုးထိန်တဲ့နေရာကနေစလာခဲ့တယ်။သူဟာတနေ့တိုးထိန်တယ်သူ့အဘယေရှေရဲ့တိုးတွေကိုနေ့တိုင်းမှာသူဟာစိမ့်လန်းတဲ့နေရာဘက်ကိုခေါ်သွားပြီးမှတိုးထိန်လက်ရှိတာဖြစ်တယ်။သူရဲ့တနေ့တာဟာတောထဲမှာပဲကုံဆုံးလက်ရှိတယ်။တောထဲမှာသူ့အတွက်စကားပြောဖို့မရှိဘူး။တောထဲမှာသူ့အတွက်တငယ်ချင်းမရှိဘူးဖြစ်တယ်။အဲ့တော့နေ့တိုင်းမှာသူ့အဖေရဲ့တိုးတွေကိုခေါ်သွားပြီးမှစိမ့်လန်းတဲ့နေရာကိုခေါ်သွားပြီးမှသူဟာတနေ့တာကိုကုံဆုံးလက်ရှိတဲ့သူဖြစ်တယ်။ကျွန်မသူ့နေရာမှာဝင်ပြီးမှစဉ်းစားကြည့်တဲ့အခါမှာသူ့အတွက်တနေ့စကားပြောဖို့မရှိဘဲနဲ့သူဟာဘလိုမျိုးနေ့ရက်တိုင်းကိုဖြတ်တန်းနေလဲပေါ့နော်။ကျွန်မအရင်ပဲအံ့ဩမိတယ်။သူအရင်ပြင်းနေမှာပဲ။ဒါပေမဲ့ကျွန်မစာလံ23ကိုဖတ်တဲ့အခါမှာအရင်ပဲအံ့ဩမိတယ်။စာလံ23မှာဘာပြောလဲဆိုရင်ထာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏။ငါသည်စင်ရဲမခံရစိမ့်လန်းသောချက်စားရာအရ၌ငါကိုအိတ်စေတော်မူ၏။တာယာသောမျက်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အဖို့အလုံးငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏အကယ်၍တေမင်း၏အရေးလွှမ်းမိုးသောခြိုက်တဲ့သို့ရှောက်သွားရတော်လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုရောသည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နှင့်တောင်းဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အကျွန်ုပ်၏ရန်သူတို့ရှေ့မှအကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၍အကျွန်ုပ်ခေါင်းကိုစီနဲ့လိမ့်တော်မူ၏အကျွန်ုပ်ခွက်ပလားသည်ရှမ်းလျက်ရှိပါ၏အကယ်စင်စစ်အကျွန်ုပ်သည်ဂျေဇုနှင့်ဂရုဏာကိုတသက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်ဒီနေရာကိုကျွန်တော်တို့ဖတ်ချင်အားဖြင့်ဒါဝိဒ်ရဲ့ဒီနေ့တနေ့တာမှာသူ့ရဲ့စကားပြောဖို့သည်ဖျားသခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့လို့ရတာဖြစ်တယ်။အဲ့တော့တနေ့သူ့ရဲ့တောထဲမှာသူဘာလုပ်လဲ။သူဖျားနဲ့အချိန်ယူတယ်။သူဖျားနဲ့စကားပြောတယ်။သူသချင်းတွေရေးတယ်။ဒီစာလံကျမ်းတွေကိုသူရေးခဲ့တယ်။ဒီသချင်းတွေကိုသူဆက်ခဲ့တယ်။ဖျားနဲ့သူရင်းနှီးတယ်။အဲ့ဒါသူ့ရဲ့တနေ့တာစကားပြောဖို့သည်ဖျားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့တနေ့တာစကားပြောဖို့ကဘာလို့လဲကျွန်တော်တို့နေ့တိုင်းမှာစကားပြောဖို့ရှာတယ်ကျွန်တော်တို့ပြင်းတဲ့အခါမှာတငယ်ချင်းတွေကိုစကားပြောတယ်ကျွန်တော်တို့နော်အထီးကျန်နေတဲ့အခါမှာတငယ်ချင်းတွေကိုကျွန်တော်တို့လိုက်ရှာတယ်မိသားစုဝင်တွေကိုကျွန်တော်တို့လိုက်ရှာလေးရှိတယ်ဒါပေမဲ့ဒါဝိဒ်ကြတော့သူကကြတော့တယောက်တည်းနေတဲ့အချိန်မှာသူ့ရဲ့စကားပြောဖို့ဒီဖျားပြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့စကားပြောဖို့ကဘာလို့လဲကျွန်တော်တို့နေ့တိုင်းမှာဘသူနဲ့အများဆုံးစကားပြောလဲရှိလဲအာမင်အရင်ရေးကြည့်တယ်ကျွန်တော်ရဲ့စကားပြောဖို့ဟာဒီနေ့ဖျားဖြစ်နေဖို့ရန်အတွက်အရင်ပဲလိုအပ်တယ်ဖျားကိုကျွန်တော်တို့ကအချိန်ပေးဖို့ရန်အတွက်လိုအပ်တယ်အာမင်နောက်တစ်ယောက်အနေနဲ့ဖျားသခင်ကမောရှေကိုဣသရေလလူမျိုးတွေကိုခေါ်ထုတ်ပြီးမှခါနန်ပြည်ကိုဝင်စားဖို့ရန်အတွက်ဘုရားသခင်စီမှာအကြံစီရှိတယ်။အဲ့လိုနဲ့မောရှေကိုခေါင်းဆောင်နေနဲ့ဘုရားသခင်ရွေးခဲ့တယ်။မောရှေနဲ့အာရုန်ကဥဆောင်ပြီးမှဣသရေလလူမျိုးတွေကိုအဲဂုတ္တုပြည်ကနေကယ်ထုတ်လာခဲ့တယ်။အဲ့တော့လမ်းတစ်လျှောက်လုံးသူတို့မှာဒုက္ခအမျိုးမျိုးကြုံရတယ်။နော်စိတ်ညစ်စရာတွေကြုံရတယ်။လူတွေကအမျိုးမျိုး complaint တက်တယ်။နော်သူတို့ခေါင်းဆောင်မောရှေအာရုန်ကို complaint မျိုးမျိုးတက်တယ်။အဲ့တော့လူတွေကိုဥဆောင်ရတယ်လူတွေကနဲတဲ့လူတွေမဟုတ်ဘူးဖြစ်တယ်ဣသရေလလူ12မျိုးဆိုတာနဲတဲ့လူတွေမဟုတ်ဘူးအဲ့လောက်များတဲ့လူတွေကို तू ဥဆောင်ရတဲ့အခါမှာ तू အယမ်းမဲခက်ခဲတယ် तू ပင်ပန်းတယ်နော်လူတွေကနေ့တိုင်းမှာ तू ကိုလာပြီးမှ complaint တက်တဲ့အရာတွေ तू ကြုံရတယ် तू စိတ်သက်ကြတယ်အဲ့လိုမျိုးအချိန်တွေမှာ तू အမြဲတမ်းဘသူနဲ့အချိန်ယူပြီးစကားပြောလဲရှိလဲဆိုရင်ဖခင်နဲ့အချိန်ယူပြီးအမြဲတမ်းစကားပြောလဲရှိတယ်ထွမြောက်ရာကျမ်းထဲမှာကျွန်တော်တို့တွေ့ရတယ်
ထွမြောက်ရာကျမ်းအခန်းကြီး၄အငယ်10မှာအစမှာဖယားကမောရှေကိုခေါ်တဲ့အခါမောရှေကဘယ်လိုပြောခဲ့လဲဆိုရင်မောရှေကလည်းအိုးဖယားရှင်အကျွန်ုပ်သည်နှုတ်တတိမရှိပါအထက်ကလည်းမရှိပါကိုရောကျွန်အားမိန့်တော်မူသောအခါ၌ပင်မရှိပါနှုတ်လေးသောသူစကားနည်းနည်းပြောတတ်သောသူဖြစ်ပါ၏ဟုထာဝရဖယားအားလျှောက်ဆို၏အဲ့တော့မောရှေကပြောရမယ်ဆိုရင်တော့စကားပြောတဲ့နေရာမှာနှေးကွေးသောသူဖြစ်တယ်ပြီးတော့နှုတ်တတိမရှိဘူးတဲ့အဲ့တော့မောရှေမှာအားနည်းချက်ရှိတယ်အဲ့တော့လူတွေကသူ့ကို complain လာတက်တဲ့အခါမှာသူမြ мян နဲ့မတုံ့ပြန်နိုင်ဘူးသူ့မှာအကြံစီမရှိဘူးအဲ့တော့သူ့မှာအဖြေမရှိဘူးအဲ့တော့သူဘာအမြဲတမ်းဘာလုပ်လာဆိုဖယားနဲ့အမြဲတမ်းသူကတိုင်ပင်ရတယ်ဖယားကိုသူအမြဲတမ်းပြောပြရတယ်ကျမ်းစာကပြောတယ်ကျမတို့ရဲ့ဖယားဟာအံ့ဩဖွယ်တိုင်ပင်ဖက်တကိုးကြီးသောဖယားဖြစ်တယ်လို့ပြောတယ်အဲ့တော့ကျမတို့ဖယားဟာအံ့ဩဖွယ်ကောင်းသောဖယားဖြစ်တယ်လို့တိုင်ပင်ဖို့ကောင်းတဲ့ဖယားလည်းဖြစ်တယ်အာမင်အဲ့တော့ကျမတို့ကိစ္စတော်တော်များများကိုကျမတို့တိုင်ပင်လဲရှိတာကကျမတို့တငယ်ချင်းတွေတိုင်ပင်တယ်ကျမတို့ရဲ့မိသားစုဝင်တွေကိုတိုင်ပင်လဲရှိတယ်အဲ့တော့ကျမတို့ရဲ့တိုင်ပင်ဘက်ကိုကျမတို့ဖယားနဲ့တိုင်ပင်မယ်ဆိုတဲ့အတွေးခေါ်ကျမတို့အထဲမှာမဝင်လာခဲ့ဘူးဖြစ်တယ်ဒါပေမဲ့မောရှေကတော့သူ့ရဲ့အမြဲတမ်းတိုင်ပင်ဘက်ဒီဖယားဖြစ်တယ်တစုံတစ်ခုဂျုံတိုင်းမှာသူဖယားကိုပြောပြတယ်ဖယားသခင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဒီလူတွေအတွက်သူဘယ်လိုလုပ်ရမလဲဆိုပြီးဖယားသခင်စီကအမြဲတမ်းအကြံဉာဏ်ကိုသူယူလက်ရှိတယ်ကျွန်မဘဝမှာလေကျွန်မအရင်တော့ကျွန်မရဲ့စကားပြောဖို့ကျွန်မပြင်းတဲ့အချိန်မှာစကားပြောမယ်ဆိုတငယ်ချင်းတွေလိုက်ရှာတယ်တငယ်ချင်းတွေကိုခေါ်တယ်ဖုန်းတွေခေါ်တယ်စာတွေပို့တယ်ပြင်းတဲ့အတွက်ကြောင့်သူတို့နဲ့စကားပြောတယ်ကျွန်မအချိန်ကိုသူတို့နဲ့ကုန်ဆုံးတယ်တစုံတစ်ခုကိစ္စဆုံးဖြတ်စရာရှိလာတဲ့အခါမှာတကယ်ချင်းတွေကိုတိုင်ပင်တယ်မိသားစုတွေကိုတိုင်ပင်တယ်ဒါပေမဲ့ကျမနောက်ပိုင်းသိလာတဲ့အရာကဖယားသခင်ဒီကျမတို့ရဲ့တိုင်ပင်ဖို့တိုင်ပင်ဖက်ဖြစ်တယ်ကျမတို့ရဲ့စကားပြောဖို့လေးဖြစ်တယ်ကျမတို့ကိုယောဟန်ထဲမှာပြောထားတဲ့အရာကဘယ်လိုပြောလဲဆိုကျမတို့ကိုတငယ်ချင်းအဆွေလို့ခေါ်မယ်လို့ပြောတယ်ကျမတို့ရဲ့မိတ်ဆွေလည်းဖြစ်တယ်ဖယားသခင်ဒီအာမင်အဲ့တော့ကျမတို့ရဲ့နေ့ရက်တိုင်းအသက်တာဒီနေ့ရက်တိုင်းသွာလာလှုပ်ရှားတဲ့အခါမှာဒီနေ့ကျမတို့စကားပြောဖို့ကဒီနေ့ကျမတို့ရဲ့တငယ်ချင်းမိတ်ဆွေမိသားစုပဲဖြစ်လို့မရဘူးကျမတို့ရဲ့တိုင်ပင်ဘက်ကတငယ်ချင်းမိတ်ဆွေမိသားစုပဲဖြစ်လို့မရဘူးဖြစ်တယ်ဒီနေ့ဖယားသခင်နဲ့ကျမတို့အချိန်ယူတတ်ဖို့လိုအပ်တယ်ဖယားသခင်နဲ့ကျမတို့စကားပြောဖို့လိုအပ်တယ်ဖယားသခင်နဲ့ကျမတို့တိုင်ပင်ဖို့လိုအပ်တယ်အာမင်။အဲ့ဒီဖယားသခင်ကကျမတို့ရဲ့ဘဝမှာအရာရာဖြစ်ဖို့ရန်အတွက်လိုအပ်တယ်။ဖယားသခင်ဒီကျမတို့ကိုချစ်လွန်းတဲ့အတွက်ကြောင့်ဒီနေ့သူ့ရဲ့တပါးတီတော်သားတော်ယေရှုကိုကျမတို့ကိုပေးခဲ့တာဖြစ်တယ်။ထိုများလို့ချစ်တဲ့ဖယားနဲ့ကျမတို့ကနေ့ရက်တိုင်းမှာဒီနေ့စကားပြောပြီးမှထိုဖယားနဲ့တိုင်ပင်ဖို့လိုအပ်တယ်။ထိုဖယားနဲ့ကျမတို့အချိန်ယူဖို့လိုအပ်တယ်။ကျမတို့ရဲ့ဘဝကျမတို့ရဲ့အချိန်နာရဲ့အားလုံးဒီနေ့ဖယားအတွက်ဖြစ်နေဖို့ရန်အတွက်လိုအပ်တယ်။အမြဲတမ်းဖယားအတွက်ကျမတို့က ready ဖြစ်နေဖို့လိုအပ်တယ်။ဟာလေလုယာ။အဲ့တော့ကျမတို့ရဲ့စကားပြောဖို့ကဘာတူလဲ။သင်ရဲ့စကားပြောဖို့ကဘာတူလဲ။သင်ရဲ့တိုင်ပင်ဖို့တိုင်ပင်ဘက်ကဘာတူလဲ။ကျမအခုနပြောသလိုမိသားစုမိတ်ဆွေတငယ်ချင်းတွေပဲဖြစ်လို့မရဘူးဖြစ်တယ်။ဒီနေ့ကျမတို့ဖယားကိုအချိန်ပေးဖို့ရန်အတွက်လိုအပ်တယ်။ဖယားနဲ့စကားပြောဖို့လိုအပ်တယ်။တို့စကားပြောဖို့ရန်အတွက်ကျမတို့မှာအချိန်ရှိဖို့လိုအပ်တယ်။ကျမတို့ရဲ့ကိစ္စအဝါဝါကိုဖယားနဲ့တိုင်ပင်ဖို့လည်းလိုအပ်တယ်။အာမင်ဖယားနဲ့တိုင်ပင်မယ်ဆိုရင်လေမိတ်ဆွေဒီနေ့ကျမတို့ရဲ့ကိစ္စတိုင်းဟာဒီနေ့အောင်မြင်လာမှာဖြစ်တယ်ဟာလေလုယာဖယားကကျမတို့ကိုအမြဲတမ်းအကြံဉာဏ်တွေပေးလေဝိညာဉ်တော်အားဖြင့်ကျမတို့ကိုလမ်းပြတယ်ဝိညာဉ်တော်အားဖြင့်ကျမတို့ကိုတွင်တင်တယ်ဝိညာဉ်တော်အားဖြင့်ကျမတို့ကိုစကားပြောတယ်ဒီနေ့ထိုဖယားဟာအယံကောင်းမြတ်တဲ့ဖယားဖြစ်တယ်အာမင်အဲ့တော့ကျမတို့ရဲ့စကားပြောဖို့ဒီဘာတူလဲကျမတို့ရဲ့တိုင်ပင်ဖို့တိုင်ပင်ဘက်ဒီဘာတူလဲဒါဝိရဲ့စကားပြောဖို့ကဖယားပြတယ်နေ့တိုင်းမှာသူတိုးတွေနဲ့တော်ထဲမှာအချိန်ပြုံးတဲ့အခါမှာသူတိုးတွေကိုတော့စကားပြောလို့မရဘူးဖြစ်တယ်ဒရိစံဖြစ်တယ်ဒါပေမဲ့သူဖယားကိုစကားပြောတယ်သူဖယားနဲ့အချိန်ယူတယ်အာမင်သူတခြင်းလေးရေးဆက်တယ်ဖယားကောင်းမြတ်ကြောင်းတွေကိုသူရေးတယ်ဖယားကောင်းမြတ်ကြောင်းတွေကိုသူစင်ကြံတယ်သူတွေးတော်တယ်အာမင်မောရှေရဲ့တိုင်ပင်ပေါ်တိုင်ပင်ဘက်ကဖယားဖြစ်တယ်တစုံတစ်ခုကြုံလာတိုင်းမှာပြဿနာကြုံလာတိုင်းမှာဖယားကိုသူမေးတယ်သူဘယ်လိုလုပ်ရမလဲသူဘယ်လိုဆုံးဖြတ်ရမလဲစသဖြင့်အရာရာတိုင်းကိုဖယားနဲ့သူသွားတာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့အရာရာတိုင်းကိုလည်းဖယားနဲ့သွားရအောင်ကိုယ်ပိုင်ဆုံးဖြတ်ချက်တဲ့ဒီနေ့ဖယားစီကအကြံဉာဏ်ကိုလက်ခံရအောင်
အာမင်အဲ့တော့ဒီနေ့မှာဒီနှုတ်ကပတ်တော်နဲ့ခွန်အားပေးချင်တာဖြစ်တယ်ဒီလောက်နဲ့ကျွန်မညီကုန်းချုပ်ခြင်းနဲ့အရောက်ချင်းစင်ဖျားခြင်းထူကောင်းချီးပေးပါစေအာမင်